Okay ရတာစိတ်သက်ပိုင်းရအကြိုက်ဆုံးလို့ထင်တယ်ကစားသမား mentality အောက်မှာတော့နည်းနည်းများကြီးရှိတယ်ခေါင်းဆောင်နိုင်မှုကြိုက်တာလားစိတ်သက် passion ပြင်းတာကိုကြိုက်တာလားပေါ့ဒါကတော့ကိုယ်ကြိုက်လေးရွေးကြဟုတ်တယ်ဒါပထမဆုံးကတော့ကျွန်တော် Ronaldo ပဲရွေးထားပါတယ်Ronaldo ကငယ်ရ talent ပါတာလို့ပြောမှုထက်သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ဒီဘောလုံးပေါ်မှာ passion ပြင်းတာတွေကြောင့် aggressive ပိုဖြစ်တာဟုတ်တယ်အခုလိုအောင်မြင်လာရလို့ထင်တယ်ဒါပေမဲ့တစ်ခါလေးမှာတော့နည်းနည်းကလေးဆန်တဲ့ပြုမှုတွေပါလောက်တက်တယ်ဆိုမှဒီသူရဲ့နိုင်လို့စိတ်ပြင်းတာတွေပါတွေကတော့တကယ်ကိုကြိုက်ကြိုက်လို့ရတဲ့စိတ်သက်ပိုင်းတွေပဲပေါ့ဆိုတော့ Ronaldo နံပါတ်1မှာရွေးထားပါတယ်ဟုတ်ပါပြီဒါအကောတော့ပထမဆုံးအနေနဲ့နံပါတ်1ဆိုလို့ရှိရင်ဒါအခုတော့မရှိတော့ဘူးပေါ့လေမရှိတော့ဘူးဆိုတော့မကစားတော့ဘူးပေါ့ Okay နိုင်ပါပြီကားလက်ပူယိုပူယိုဘာစီလိုနာရဲ့ဒါ captain ပေါ့လေတူတယ်နော် captain သူကတကယ်ကိုဒါခေါင်းဆောင်ကောင်းပြီးသားတယ်ဟုတ်တယ်သူ့ဘက်ကကွာတကယ်လို့သူ့အသင်းသားတွေကရန်ဖြစ်တယ်ဆိုလို့ရှိရင်တော့မှသူကလုံးဝတားတဲ့ကစားသမားကွာသိလားသူကစပြီးတော့ပြန်ပြီးတော့ရန်လောက်တာမျိုးမရှိဘူးတကယ်ခေါင်းဆောင်ကောင်းပြီးသားလိုက်ဖြဲတဲ့ captain မဟုတ်တာလိုက်ထိန်းတဲ့ captain ဟုတ်တယ်ခေကျော်လဲဒါဒုတိယနေရာမှာပူယိုရွေးထားပါတယ်Okay ဒါဆိုနောက်တစ်ယောက် brother ဆက်ရွေးကျွန်တော်ရွေးလိုက်မယ်ရွေးလိုက်ပါဒါ United ရဲ့ captain ဟောင်း Wayne Rooney ကိုရွေးထားပါတယ် Rooney က captain ကောင်းတော့ captain ကောင်းဒါပေမဲ့ तू ကထိန်းတာတော့မဟုတ် तू ကလည်းနည်းနည်းဖြဲတယ်ထဲမှာတော့ပါတယ်ဒါပေမဲ့သူ့ရဲ့ United DNA နဲ့အသင်းပေါ်ချစ်စိတ်တွေဒါဘောလုံးနဲ့ပတ်သက်ပြီးပြင်းပြတာတွေကတော့သူ့ရဲ့ mentality ကိုလည်းကြိုက်တယ်ထဲမှာပါတယ်ဆိုတော့ Wayne Rooney ကိုရွေးထားပါတယ် Okay ပါနောက်ထပ်captain များစွာတွေကနောက်ထပ် captain တစ်ယောက်ပေါ့လေနော်ဒါ PSG တို့နဲ့ Chelsea မှာအကောင်းဆုံးဦးဆောင်ခဲ့တဲ့ Thiago Silva ကိုရွေးချင်ပါတယ်ဒါ Brazil မှာဆိုလို့ရှိရင်လည်းသူမရှိမဖြစ်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတော့လေဟုတ်တယ်သူရဲ့စိတ်သက်ခံယူချက်ကိုတော့ကြိုက်ပါတယ် Okay ဒါကျွန်တော်ကတော့ဒါ Chelsea captain တစ်ယောက်ကိုရွေးထားတယ် Okay John Terry ကဒါသူကွင်းပြင်မှာတော့သူပြဿနာတော့သူရှိတယ်ဒါပေမဲ့ Terry ဆိုအဲ့ဒီကိစ္စပဲခေါင်းထဲရောက်တာဟုတ်တယ်သူပြင်ရ mentality ကိုပြောရမဟုတ်ဘောလုံးကွင်းထဲက mentality တော့ကြိုက်တယ်ဒါအသင်းဘော်တွေပေါ်မှာထားတာဖြစ်ဘောလုံးနဲ့သူ့အသင်းနိုင်လို့စိတ်နဲ့ထားတာပဲဖြစ်ပေါ့အဲ့ဒီ mentality ကိုတော့ကြိုက်တဲ့အတွက် John Terry ရွေးထားပါတယ် Okay ပါနောက်ထပ်တစ်ယောက်အနေနဲ့ Candy ပေါ့နော်N'Golo Kante ရွေးထားပါတယ်ဒါတော့ပဲဖြစ်တဲ့ကစားသမားပဲလုံးဝဖြူစင်လေးပေါ့နော်ဟုတ်တယ်ဖြူစင်လေးလုံးဝဘောလုံးပဲကစားမယ်ဘောလုံးမှာပဲအာရုံရှိတယ်ကြော်ကြားမှုတွေအောင်မြင်မှုတွေဘာမှမသိဘူးကြောဝမှုတွေမရှိဘူးအဲ့လိုသူ့ရဲ့ငြိမ်တဲ့ lifestyle လေးကိုကြိုက်ပါတယ်Okay ဒါတော့တူပါတယ်ကျွန်တော်လည်း N'Golo Kante ပဲရွှေ့ထားပါတယ်လုံးဝဒါသူဘယ်လောက်အောင်မြင်ငွေနောက်မမျောသွားဘူးဒါ sorry သွားတယ် sorry မှာလည်းသူပိုရနေပြီဆိုမှအရင်ထောင်တော့ဘာညာမရှိဘူးခုဒီ Kante ကငြိမ်ကုတ်လေးရှိနေအောင်မယ်ဆိုတော့သူ့ရဲ့စိတ်ဓာတ်ပိုင်းကိုလည်းကြိုက်ပါတယ်ဆိုတော့နံပါတ်5နေရာ N'Golo Kante ရွေးထားပါတယ် Okay ပါဒါနောက်ထပ်တစ်ယောက်အနေနဲ့ဆိုလို့ရှိရင်တော့ဒါလီဗာပူးရဲ့ captain Steven Gerrard ကိုရွေးချင်ပါတယ် Gerrard သူဆိုလို့ရှိရင်လည်းတကယ်ကိုဒါစိတ်သက်ခံယူချက်ကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ပေါ့ Okay သူ့ရဲ့ passion ရောအားလုံးဒါအသင်းပေါ်ဦးဆောင်နိုင်မှု mentality အားလုံးကိုဒါနှစ်သက်တဲ့တမပါပါတယ် Okay ပါ Okay နေ့ရဒါကျွန်တော်တို့ mentality ဘိုင်းရအကြိုက်ဆုံးကစားသမား9ယောက်စီရွေးခဲ့ကြတာဖြစ်ပါတယ် Okay ပါဆောင်းတီကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်